ကိုကကျွန်တော်ပြောတာအတိတ်တဲ့နေပြမယ်ဆိုတာပြပါမယ်ကျွန်တော်တို့ပြဖို့အတွက်ဘယ်လိုမျိုးအတိတ်မသိတဲ့သူတွေမှာနော်ပြဖို့အတွက် YouTube မှာရတော့ gaming ဆိုတဲ့အကောင့်ရှာလိုက်ပြီးတော့အကောင့်တွေ့လို့ရှိရင်ဝင်ပြီးတော့အဲ့ဒီမှာဟိုလိုမျိုးလေးဗီဒီယိုမှာဓာတ်ပုံရဲ့အောက်မှာစာရေးပေါ်နေလိမ့်မယ်စာရေးလိုက်ကြည့်လိုက်ပါလိုက်ကြည့်ပြီးတော့ဗီဒီယိုအတိတ်တဲ့ဒီဆိုတာကိုရှာလိုက်ပါဗီဒီယိုအတိတ်တဲ့ဒီကိုနှိပ်လိုက်လို့ရှိရင်အဲ့ဒါတို့ဗီဒီယိုအတိတ်တဲ့ဒီကိုသိပြီပေါ့နော်ကျွန်တော်တို့ဒါနဲ့စကားမဆက်ကျွန်တော်ရဲ့အကောင့်လေးကိုလည်းလိုက် subscribe လေးလုပ်ခဲ့ပါဦးကျွန်တော် game ဆိုတဲ့ video လေးများများတင်မယ်နောက်ကျရင်ကျွန်တော် Minecraft ပါဆိုပြမယ် Minecraft အတူမုံတော့အစစ်ပါဆိုပြမယ်ပြီးတော့ကျွန်တော်တို့တွေ Roblox လေးဆိုပြမယ်Minecraft အစစ်ပြီးတော့ Roblox ရဲ့ Minecraft game အဆုံးဆိုပြပါမယ်ပြီးတော့ကျွန်တော်တို့ဒီ YouTube ပိုင်းလေးလည်းပြောပြပါမယ်။ရာကိုရဲ့ subscribe ပိုင်း like pass ဘိုင်းတော့ကျွန်တော်ပြောလို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ YouTube ကနေဖမ်းမှာဆိုလို့ကျွန်တော်တို့တွေဒီတော့ပဲပြောလို့ရပါတယ်ကျွန်တော်ကနေပြီးတော့ပေါ့နော်။ဘာတွေစက်ကြည့်ခြင်းဒီဘာတွေစက်သိခြင်းဒီလဲသိခြင်းလဲဆိုတော့ comment section မှာEP2 ဆိုပြီးတော့ရှိုက်ခဲ့ပေါ့နော်ကျွန်တော်တို့ပြောချင်တဲ့ဟာ EP2 ရဲ့EP1 ရဲ့အနောက်မှာဆက်လေးပါပါတယ်အခုဗီဒီယိုပေါ့အောက်မှာအနောက်မှာဆက်လေးပါပါတယ်အဲ့ဒီဇက်ကတော့ရိုးရှိမဟုတ်ကျွန်တော်တို့ပြောပြမှာပါဘာဆက်လဲဆိုတော့တို့မြန်မာခရစ်စတာအကြောင်းပြပြမှာပါကျွန်တော်ပြပြပါမယ်လို့လဲဆိုတော့ hello အားလုံးပဲကျွန်တော်နာမည်ကတော့မြန်မာခရစ်စတာဒီနေ့ view မှာတော့Minecraft ကနေပြန်လဲကျေးဇူးလိုက်ပါတယ်သူကအဲ့လိုမျိုး video တင်ပေးမယ် video မှာတော့အဲ့လိုပဲပြောတာဒါပေမဲ့သူရဲ့အကြောင်းလေးရှိတယ်ပေါ့နော်သူ့ရဲ့အကြောင်းမှာကျွန်တော်လည်းသိတော့မသိဘူးကျွန်တော်သိရတာဆိုလို့ကျွန်တော်ဗာလဲသူဗီဒီယိုမတင်တဲ့အကြောင်းပေါ့နော်ဘာလို့ဗီဒီယိုမတင်တဲ့အကြောင်းအဲ့ဒီဗီဒီယိုမတင်တဲ့အကြောင်းပြောပြပါမယ်ကျွန်တော်တို့ကျွန်တော်ဘာကြောင့်လဲမသိဘူးသိသွားတယ်YouTube ဗီဒီယိုကြည့်လို့YouTube ဗီဒီယိုမှာတွေ့တာပါဘာလဲဆိုတော့ဘာလဲမကြည့်ရသေးတဲ့သူတွေအတွက်ပြောပြမှာပါဘာလဲပထမနေ့မှာတွေ့ PC ကမှောင်သွားတယ်ဗျာမှောင်သွားတယ်ဆိုတော့ဟိုလိုမျိုးငါ Chiba Crash တင်ရမယ်ဆိုပြီးတော့ PC ကိုဖွင့်လိုက်တယ်ဗျာဒါပေမဲ့သူရဲ့ PC ကဖွင့်လိုက်ပေမဲ့မဲတူးချိန်ရပဲဘယ်လောက်ထိမဲလဲကျွန်တော်ပြမယ်ခဏနော်ဒီတော့ဒီမဲပါတယ်ဒါတော့ကျွန်တော်ရဲ့ touch pen ပေါ့နော် touch pen သူကဘယ်လောက်ကောင်းလဲဆိုဒီမှာကြည့်တွေ့လားဒီမှာစာပါရေးရတယ်80 pen ဆိုတာတော့အချောင်း80ပေါ့နော်ဒါနဲ့တိတ်တော့မချဲဖြစ်တော့ဘူးကျွန်တော်တို့စာမှုပွဲနဲ့အားဘူးပြီးတော့ video တင်ဖို့ကိတ် YouTube မှာ video တင်ဖို့ကိစ္စရင်းနဲ့တိတ်အားဘူး Minecraft တောင်းနေတဲ့ကိစ္စရင်းနဲ့ပေါ့နော်ဒီကနည်းနည်းတော့ကောင်းပါလေကျွန်တော်ပြမယ်ဒီမှာကြည့်အချောင်း80တွေ့လားအဲ့လောက်ထိကောင်းတာပါရပြီးတော့ touch pen သူဒီမှာ touch pen လို့ရှိရတယ်ဗျာသူကလည်းနည်းနည်းစိုးပြီးတော့ရှိကြတော့
ဖတ်တတ်မယ်လို့တော့ထင်